ဖြစ်တတ်သောစုံစမ်းနောက်ဆက်ခြင်းကိုသာသင်တို့သည်ခံရကြ၏ဘုရားသခင်သည်တစ္ဆာနှင့်ပြည့်စုံတော်မူသည်ဖြစ်၍သင်တို့မခံနိုင်သော